ရှက်ကိုအိမ်မက်တွေနောက်လိုက်ရင်လမ်းပြောက်ခဲ့တဲ့ညများဗရဗဒန်ရင်ပြန်လေကျူဆိုလိုက်ရပါတယ် United ကဒီယာဒီမှာအသင်းရဲ့တိုက်စစ်ပိုင်းကိုအင်အားဖြည့်တင်ဖို့ Slovenia တိုက်စစ်မှု Benjamin Sheko ကိုခေါ်ထားရပါတယ် United ဟာလူငယ်ချီတဲ့တိုက်စစ်မှုတူအတွက်ငွေကြေးအမြောက်အများသုံးစွဲထားခဲ့တာပါ Sheko ကအလားအလာရှိတဲ့တိုက်စစ်မှုတူဆိုပေမဲ့တက်သေးပြမထားသေးပါဘူးပြောရရင် Hurricane တို့လို proven ဖြစ်ပြီးသားတိုက်စစ်မှုမျိုးမဟုတ်ပါဘူး United အတွက် Sheko ကိုခေါ်ခဲ့ရတာကအလောင်းစားကြည့်ပါတယ်ကစားသမားကအတွေ့အကြုံလိုသေးတယ်လို့အထူးသဖြင့် Premier League မှာအမဝင်ဆိုတဲ့မိကုန်းကလည်းရှိနေပါသေးတယ်လက်ရှိမှာတော့ Sheko က United အတွက် Premier League 73ပွဲမှာ2ဂိုးသွင်းယူထားခဲ့ပါတယ်ဒီထဲမှာအချို့ပွဲတွေကလူစားလင်းဝင်ရောက်ပြီးကစားခဲ့ရတဲ့ပွဲတွေလည်းရှိခဲ့ပါတယ်အာမနာရန်ပြောရရင်တော့ Sheko အနေနဲ့လိုအပ်ချက်တွေအတော်လေးကိုများနေပါသေးတယ်အဆုံးသက်တွေဆုံးဖြတ်ချက်တွေအများကြီးပါပဲ Sheko ကလူငယ်တိုက်စစ်မှုပြီးစိတ်ဓာတ်ခွန်အားအပြည့်နဲ့တော်တော်ကြောက်စားတဲ့ကစားသမားမျိုးပါဒါပေမဲ့ဂိုးသွင်းရမယ့်အပိုင်းတွေမှာလိုအပ်ချက်တွေအတော်လေးများနေကြတာပါအဆုံးသက်မသေးကြတာတွေတခါတလေမလိုအပ်ဘဲကံဖို့စောင့်ဆိုင်နေတာတွေကအတော်လေးကိုဆိုးဝါးပါတယ် Sheko အနေနဲ့တိုးတက်ဖို့အများကြီးလိုအပ်ချက်တွေရှိနေပါသေးတယ် United မှာဖြစ်နေတဲ့ပြဿနာကအသင်းကပြန်လည်တိဆောက်ဖို့ကြိုးစားနေရချိန်မှာလူငယ်ကစားသမားတွေကိုအချိန်ပေးရင်ဒီမှာပဲတန်တရားလဲနေတာပါ United ပရိသတ်တွေကတော့အပြုံးမပြတ်ပဲ Sheko ကိုထောက်ခံအားပေးနေကြတော့မှာပဲ Sheko အနေနဲ့ United ဂျာစီဝတ်ထားတဲ့အတွက်ဒီထက်ပိုပြီးလှုပ်ပြနိုင်ဖို့လိုအပ်နေပါတယ်မဟုတ်ရင်ပရိသတ်တွေရဲ့ PR မီဒီယာတွေရဲ့ထိုးနှက်မှုတွေအောက်မှာကစားသမားဘဝပါထိခိုက်သွားနိုင်လို့ပါပဲ Sheko အိမ်မက်တွေနောက်လိုက်ရင်လမ်းပြောက်ခဲ့တဲ့ညတွေကလည်းမနှဲတော့ပါဘူးဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရအားစားသင်းတွေပြောင်းရွှေ့သင်းတွေစေုံစားရဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ဗီဒီယိုလိုက်ရင် follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းညီကုန်းချော်လိုက်ပါတယ်